ဟုတ်ကဲ့မင်္ဂလာပါဒီကနေ့မှာတော့အားလုံးသိပြီးကြတဲ့အတိုင်းစီးကိန်းပြိုင်ပွဲကြီးရဲ့မြန်မာအမျိုးသမီးဘောလုံးပွဲစဉ်ရဲ့အုပ်စုနောက်ဆုံးပွဲစဉ်ကိုရှင်ပြိုင်ရမှာဖြစ်ပါတယ်အထူးသဖြင့်အမျိုးသမီးဘောလုံးပွဲစဉ်ဟာစီးကိန်းမှာမျှော်လင့်ချက်အထားဆုံးနဲ့လူစိတ်ဝင်စားမှုအရှိဆုံးဖြစ်ပါတယ်အခုလက်ရှိအနေထားမှာတော့အမျိုးသမီးအသင်းဟာရှေ့ဗီဒီယိုမှာပြောခဲ့သလိုပါပဲ BNN ကိုအဓိကတရေသွင်းမဟုတ်အနိုင်ကစားမှသာဘိုလူဝဲဆိုတဲ့လမ်းကြောင်းအဖြောင်ပြူးသွားမှာဖြစ်ပါတယ်ဒါကြောင့်ဒီပွဲဟာအရန်အရေးကြီးပါတယ်ရွှေတစိမ့်ဆိုတဲ့မျှော်လင့်ချက်အတွက်တိုက်ပွဲဝင်ရမယ်မိနစ်90ပါပဲရှင်ပြိုင်ရမယ်ပွဲချိန်ကတော့ညနေ3နာရီခွဲဖြစ်ပြီးဖိလစ်ပိုင်နဲ့မလေးရှားအသင်းဟာလည်းတစ်ချိန်နဲ့ရှင်ပြိုင်ကြမှာဖြစ်ပါတယ်မျိုးသမီးအသင်းအနေနဲ့ဒီနေ့မှာတော့ဖြူရောင်ဂျာစီကိုဝတ်ဆင်ကစားမှာဖြစ်တာမို့ကွင်းထဲကိုတွားရောက်ကြည့်ရှုမဲ့ပရိသတ်များကိုကြိုတင်အသိပေးအပ်ပါတယ်ကျွန်တော်တို့အသင်းအနေနဲ့ဒီနေ့မှာအကောင်းဆုံးတွေလုပ်ပြနိုင်မယ်လို့ယုံကြည်ပါတယ်ပြီးခဲ့တဲ့ AFF Women Championship မှာလည်းဒုတိယရတဲ့အထိစွမ်းဆောင်ပြထားနိုင်လို့ဒီတစ်ချိန်မှာလဲ final ဆိုတဲ့ဘိုလူပွဲစီသို့တက်လှမ်းနိုင်လိမ့်မယ်လို့မျှော်လင့်မိပါတယ်မိတ်ဆွေများအားလုံးပျော်ရွှင်စရာနေ့ရက်ကိုပိုင်ဆိုင်နိုင်ကြပါစေအားလုံးကိုထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ